အောင်မြင်ဟမ်ဥအောင်မြင်ဆေးအောင်လေးကဥမြင်တာပေါ့ ဥအောင်ပြန် အဲ့ဒါဥအောင်မြင်နေတယ်လို့လေနေလေတွေကအခုမှဆက်မှာလို့ဥအောင်မြင်ဒီမှာကဲပဲနေရတယ်တော့ဒီနေ့ဘာဘာလာလာလာတရားလေးကဟမ်သူကဆွဲလို့သူကထောက်သွားပြီးတော့ထားခဲ့တယ်ပြီးမအဲ့ခုံမြန်မှထားတယ်ပြင်းရတယ်ဟိုကလေးတွေအောက်ထဲဝင်နေခုံအောင်ထဲဝင်နေ